ကိုရီးယားရောက်နေတဲ့ရှင်မြန်မာတွေရေမွေးလိုမျိုး luxury product တွေကိုအစ်စ်တွေပဲသုံးချင်ကြတယ်ဟုတ်နေပါနဲ့တခြားဘခွာဂျွန်လေးရလဲပေါ့နော် application တွေထွက်တယ်အဲ့ application တွေမှာလဲ hair wear ဘဲဆုံးဆိုပြီးတော့ product တော်များများကအတူဝဲလိုမျိုး luxury product တွေကိုအစ်စ်တွေပဲသုံးချင်တဲ့ customer လေးတွေကဘခွာဂျွန်မှာကိုယ်တိုင်တွားဝယ်တာဖြစ်ဖြစ်ဘခွာဂျွန်မှာပစ္စည်းအစ်စ်တွေကိုဝယ်ပေးတဲ့ service တွေကနေဝယ်လို့ရှိရင်တော့လုံးဝပစ္စည်းအစ်စ်မျိုးအစားတော်တော်များများကိုတနေရာထဲမှာရနိုင်တဲ့နေရာကတော့ဂျမ်ရှိလျော့ပါလိုတက်တာဝါလိုတက်ကစားကွင်းရှိတဲ့နေရာလိုတက် aquarium ဂျမ်ရှိလျော့မှာကလိုတက်ဘခွာဂျွန်2ခုရှိတယ်လိုတက်တာဝါကြီးရှိတဲ့ဘက်ရယ်လိုတက်တာဝါနဲ့မျက်နှာချင်းဆိုင်ဘက်ရယ်2ခုလုံးလိုတက်ဘခွာဂျွန်မွေးတွေရောင်းတယ်လိုတက်တာဝါရှိတဲ့ဘက်ကထွက်ပေါက်နံပါတ်2ဟိုဘက်ကထွက်ပေါက်နံပါတ်3အဲ့ဒါဆိုတော့ကိုလိုချင်တဲ့ရေမွေးကထပ်ပေါက်နံပါတ်2မှာရှိရလားထပ်ပေါက်နံပါတ်3မှာရှိရလားဆိုတော့လိုက်ပတ်ကြည့်ပေါ့နော်တရက်လောက်တော့အချိန်ပေးပြီးတော့ပတ်ကြည့်တင်ပါတယ် A1 နဲ့3ကိုတရက်လောက်တော့အချိန်ပေးပြီးတော့ရေမွေးလေးတွေပတ်ကြည့်အောင်နော်